တကယ်ကိုချိန်နဲ့အားရဖို့ကောင်းတဲ့မန်ယူရဲ့ comeback နိုင်ပွဲကြီးကိုကျွန်တော်တို့တွေမြင်တွေ့ခံစားခဲ့ရတာဖြစ်တယ်လုံးဝကိုเนาะပြောစရာစကားတော့ဘလို့အဆရှာလို့ရှာမှမသိတဲ့တကယ်ပွဲအမှန်ဆိုလို့ရှိရင်ဒီပွဲမှာအစိုးရရဲ့မန်ယူက2-0နဲ့နိုင်နေပြီးသားအဲ့ဒါကိုပဲဒီကောင်းလေးဒီပုံစံကအမြင်နဲ့ပြဿနာလုပ်နေတော့ဆိုတော့ဒုတိယပိုင်းကျတော့နှစ်ဂိုးပြန်ပေးလိုက်ရတယ်နှစ်ဂိုးပေးပြီးသွားတဲ့အချိန်မှာလိုင်ယွန်ကလည်းတယောက်ရော့တယ်2-2တရေဆိုပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အချိန်ပိုစက္ကန့်နဲ့အချိန်မှာလိုင်ယွန်ရဲ့နောက်တဲ့နှစ်ကိုထပ်ပြီးခွင့်ပြုခဲ့ရတယ်အဲ့ဒီအချိန်မှာအကုန်လုံးထင်ခဲ့တာကမန်ယူလုံးဝကိုတွားပြီးလို့ပဲထင်ခဲ့တယ်လုံးဝကိုเนาะအိမ်ကွင်းမှာလည်းကစားရတယ်နှစ်ကိုပြတ်နဲ့အရင်ဥဆောင်ပြီးတော့မှနှစ်ကိုပြန်ပေးရတယ်တယောက်ရောနဲ့အချိန်ကိုနိုင်ဝက်ကိုဆက်ပြီးဝင်ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာနှစ်ကိုထပ်ပေးရတယ်ဆိုတော့ဒီအသင်းကတော်တော်လေးကိုအဆက်ကွဲဖို့ပဲရှိတော့တဲ့အနေအထားမျိုးဖြစ်နေပြီဖြစ်နေခဲ့တယ်ဗောနော်ဆိုတော့တော်တော်များများလည်းပြိတ္တတွေတော်တော်များလည်းစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့တယ်ဒါပေမဲ့မိနစ်130နောက်ပိုင်းမှာအရာအလုံးကရုပ်ကြီးပြောင်းလဲသွားခဲ့တယ်111မိနစ်ပေါ့နော်ဆိုတော့113ပယ်နတီရတယ် Bruno Fernandes သွင်းတယ်ပြီးသွားတဲ့အခါမှာ Manu က Chipa ကိုသွင်းတယ်ဒါလောက်နဲ့လည်းမရက်တန်သွားဘူး Man U ဒီမိနစ်120ရဲ့နားချင်းအချိန်ပို10မိနစ်မှာ Maguire ကနော်ခေါင်းကြီးကခေါင်းတိုက်ပြီးတော့ Man U အတွက်ဥဆောင်ကိုသွင်းပေးသွားအနိုင်ကိုသွင်းပေးသွားခဲ့တယ်ပေါ့နော်တကယ်ကို Man U ပြည်သက်တွေအတွက် roller coaster ဖြစ်ခဲ့တဲ့ပွဲတစ်ပွဲလိုင်ယွန်ပြည်သက်တွေဆိုလို့ရှိရင်သူတို့အသင်းရဲ့အဖြစ်ကိုသူတို့ကိုယ်တိုင်တော်မှယုံနိုင်မဲ့အနေအထားမျိုးမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒီအသင်းတွေပြန်လာနိုင်ခဲ့တယ်။ပြန်လာနိုင်အောင်လည်းမက၄ဂိုးအထိပါသွင်းပြီးတော့သူတို့ဒီ Champion League Europa League ရဲ့ဒီ semi final အဆင့်ကိုတက်ဖို့တော်တော်လေးကိုနီးစပ်တဲ့လောက်ဖြစ်နေပြီးတဲ့အချိန်မှဒီ Old Trafford ရဲ့အချိန်အဝါဒီ Man U ရဲ့ comeback ဒါတွေကိုသူတို့ခံစားလိုက်ရတယ်ကောင်းကောင်းယူเนาะဆိုတော့ကျွန်တော်တို့ပြည်သက်တွေကိုယ်တိုင်တော့ Man U fan တွေကိုယ်တိုင်တော့မှအမှန်တိုင်းပြောလို့ရှိရင်ဒီပွဲစီရှုံးသွားပြီလို့တော့ထင်ခဲ့တဲ့ပွဲတစ်ပွဲပဲဒါပေမဲ့မထင်မှတ်ထားတာတွေတကယ်ကိုအားအသင့်တရားတွေပြန်ပြီးတော့ဖြစ်သွားခဲ့တယ်ပေါ့နော်ဆိုတော့ဒီပွဲမှာကျွန်တော်တို့မိုင်ဘက်ကကြီးကျိုးရမယ်ဆိုလို့ရှိရင်ဒီနောက်ဆုံးအချိန်ကြီးရုန်းကန်ပေးခဲ့ကြတဲ့ Casemiro Bruno Fernandes Maguire ဒီကစားသမားတွေကျွန်တော်မေးလို့မရဘူးအထူးသဖြင့်ကတ်ကြီးနော်လုံးဝကိုဒီမိနစ်130နောက်ပိုင်းမှာပယ်နတီရတယ်အဲ့ပယ်နတီကိုသူယူပေးတာမိုင်နူးရဲ့တွင်ကိုသူဖန်တီးပေးတာ Maguire ရဲ့အနိုင်ကိုသူပဲဖန်တီးပေးခဲ့တာဆိုတော့ဒီကစားသမားကြီးတကယ်ပုံမှန်ခြေစွမ်း average လောက်ရှိတဲ့ခြေစွမ်းမျိုးပြနေတော့မှဘယ်လောက်ကောင်းလဲဆိုတော့ကျွန်တော်တို့အားလုံးမြင်တွေ့ခံစားခဲ့ရတယ်ပေါ့နော်ဆိုတော့ကောင်းပါပြီကျွန်တော်ဒီနေ့တော့ Man U ပွဲအကြောင်း Man U ရဲ့တကယ်ကနဝင် comeback ကြီးအကြောင်းပြောနေကျွန်တော်တို့လည်းရန်လာကြပါတယ်နောက်တစ်ဆင့်မှာ Man U က Bilbao နဲ့ Europa League semi final ဖြစ်ကစားရမယ်တစ်ဖက်မှာ Sapa က Bodo Glimt နဲ့ကစားရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီတော့တရောင်းနဲ့ပဲရန်လာကြပါတယ်နောက်နေ့တွေမှာကျွန်တော် shout out topic တွေနဲ့တူပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်